ဟိုတုန်းကဝိသုဒ္ဓအောင်ဆိုတော့ဘုရားကြီးဆိုတာရှိတယ်အဲ့ဒါအောက်ပြေးအောက်ရက်လာပြီးတော့ဆိုတော့ကြီးကသာသနာပြုတယ်ဘယ်မြို့လဲဘုံဘုံကောက်ကောက်မမှတ်မိတော့ပါဘူးအဲ့ဒါမန္တလေးမှာရှိတဲ့သူ့ရဲ့အကြောင်းကိုမီးလောင်အဲ့တော့မီးလောင်တဲ့အခါကျတော့ဒီတပည့်အတန်ဃာတွေနဲ့တရားတော်မတွေနဲ့စာနဲ့ရေးပြီးတော့လှမ်းပင့်တယ်ဆိုတော့ကြီးပြန်ကြွခဲ့ပါအောင်အဲ့တော့ဆိုတော့ကြီးကပြန်ကြွမလာဘူးပြန်ကြွမလာပဲနဲ့ဂါထာ၃ပုဒ်ရေးပေးလိုက်တယ်ယံကိဉ္စီဘာဟိယဝိတ္ထုံယထာကမံပပိစတုဣဇဒံမိမဘိနောမိအဘိနောဝေတပညာဝါပြင်ဘက်ကအရာတွေပျက်စီးသွားတဲ့အတွက်ကြောင့်တော့ဒီလူကိုပျက်စီးနေတဲ့လူလို့မဆိုနိုင်ဘူးတဲ့အတွင်းပျက်စီးမှဒီလူဟာပျက်စီးနေတဲ့လူလို့ဆိုရတာအဲ့တော့အတွင်းပျက်စီးဆိုတော့ဘာပြောရအောင်ဆိုတော့နိဗ္ဗာန်ချမ်းသာကိုရည်ရွယ်ပြီးတော့တောင့်တပြီးတော့ပြုတ်လိုက်တဲ့သီလသမารိပညာကိုပြောတာအပြင်ပစ္စည်းပြက်လို့ဒီလူဟာပျက်စီးမှုကြုံရတဲ့လူလို့မဆိုနိုင်သေးဘူး။မတော့အပြင်ပျက်စီးမှုဆိုတဲ့နေရာမှာဘာဟိယဝတ္ထုအပြင်ဘက်ကအရာပြင်ဘက်ကအရာဆိုတာကိုပိုင်ဆိုင်ထားတာတွေပတ်သက်ထားတာတွေလောက်ကိုပြောတာမဟုတ်ဘူး။ဘဝခန္ဓာဒီပင်လျင်ဒီနိဗ္ဗာန်ကိုရည်ရွယ်ပြီးတော့ပြုတဲ့ကောင်းမှုနဲ့ရှင်လိုက်မယ်ဆိုရင်သူဒီပင်လျင်အပြင်ဝတ္ထုဖြစ်တယ်။ဆိုလိုတာကကိုယ့်အသက်ဒီပင်လျင်အတွင်းပစ္စည်းမဟုတ်ဘူး။ तू ပြက်ချင်ပြက်ပစ္စည်း तू ပြက်မယ်ဆိုရင်တောင်အတွင်းပစ္စည်းမပျက်စီးသေးဘူးဆိုရင်ဒီလူဟာပျက်စီးမှုကြုံတဲ့လူမဟုတ်တယ်အလွန်မှန်တဲ့ဥစ္စာဘာလို့ဆိုခန္ဓာပြက်သွားလဲနောက်ထပ်ဘောတစ်ခုတော့ရမှာပဲလေဟုတ်တယ်မဟုတ်လား तू ပြက်တာကသိပ်ပြီးတော့အထိမနာဘူးပေါ့ပြောရင်တာကအထိနာတဲ့ပြက်ချင်းကဘယ်ပြက်ချင်းလဲသီလသမารိပညာပြက်သွားတာနိဗ္ဗာန်ချမ်းသာကိုရည်ရွယ်ပြီးတော့တောင့်တထားတဲ့ကောင်းမှုမျိုးမဖြစ်တာဖြစ်လာတာလေးတွေနော်ပျောက်ပြက်သွားတဲ့အနေအထားမျိုးဟုတ်လားအဲ့ဒီဂါထာလေးကိုပထမဦးဆုံးရေးပြတာအဲ့လိုရေးပြပြီးတော့ဒုတိယဂါထာဆက်ပြီးတော့ဆိုတော့ကြီးကရေးတယ်ဟုတ်လားဒုတိယဂါထာရဲ့အဓိပ္ပာယ်လေးလောက်ပဲပုံပြောပါမယ်နော်ရှေးတုန်းကပြည့်စုံခဲ့မှုတွေများစွာကြီးကျယ်တဲ့ဘဝတွေများစွာရခဲ့မှုတွေအဲ့ဒါတွေအခုပြန်ကြည့်လိုက်ဘာမှမရှိတော့ဘူးနော်စက္ကိဗုဒ္ဓနာပုပ္ပေဟိဘိနာတံပတ္တိယောဘဟုပါရမီပုံညတံပါရတာရီကောဝအဘိနကောရွတ်လိုက်ပါဦးမယ်ပြောမှတော့နားလည်အောင်ပြောလိုက်ပါနော်ရှေးတုန်းကစัจ java မင်းကြီးတွေတောင်ဖြစ်ခဲ့ဖို့တယ်မြမာတွေနဲ့တွေလည်းကျိန်ဖန်များစွာဖြစ်ခဲ့ဖို့တယ်အလွန်ကြီးကျယ်တဲ့ပြည်စုံခြင်းတွေများစွာရခဲ့ဖို့တယ်ဘာကြံသေးတယ်လဲအခုကြည့်လိုက်ဘာမှမကြံဘူးအနိစ္စမျိုးတွေအဖတ်မတင်တဲ့အမျိုးတွေအခုဘုံကခီးလည်းအဖတ်မတင်မဲနဲ့သွားတယ်ကျုပ်တို့အဲ့ဒါသဘောကိုမပေါက်ဘူးကျုပ်ကတော့သဘောမပေါက်ဘူးလို့ပဲအတင်းဆွဆွဲနေတယ်လို့ထင်ရင်လည်းထင်ရုံပဲသဘောပေါက်တယ်လို့ကိုမထင်ဘူးဘဝခရီးကိုဘယ်လိုသွားနေရတော့အဖတ်မတင်ရင်နဲ့သွားနေတာနော်ဒီတိုင်းပဲအခုဒါပဲရထားတယ်လေခံရခက်တဲ့သဘောရှိမယ်တခါလေတက်တာတဲ့သဘောရှိမယ်ဖြစ်ခဲ့တဲ့ကိစ္စတွေကဘာကြံသေးလို့တော့ဖြစ်ခဲ့တဲ့ကိစ္စဘာကြံတယ်လဲစဉ်းစားတော့အရင်နှစ်တရာမပြောတော့နဲ့မနေ့ကဟာတောင်ကြံတော့တာမဟုတ်မနေ့ကဟာတောင်ကြံတာမဟုတ်နော်အဲ့ဒါကိုပြောတာနော်အလွန်ကြီးကျယ်ခမ်းနားတဲ့ပြည့်စုံခြင်းတွေအကုန်ဘာမှမရှိတော့ဘူးအနိစ္စမျိုးတွေဟောဒီလောကကြီးမှာမပျက်စီးတာတစ်ခုပဲရှိတယ်တဲ့ဟောအဲ့ဒါလေးကတော့အလွန်လေးစားတဲ့အကောင်းနဲ့ဆိုကြီးမြင်ပြတာဘယ်ဟာမပြတ်တာတော့ပါရမီပုံညတံပါရတာရီကောဝအဘိနကောတခုသောအရာမပြတ်ဘူးအဲ့ဒီတခုသောအရာဆိုတာဘယ်အရာကိုပြောတာဆိုတော့ပါရမီပုံညာတံပါရစကားလုံးသုံးလုံးပေါင်းထားတယ်ပါရမီပုံညာတံပါရပါရမီဆိုတဲ့စကားကိုရှင်းရအောင်မယ်ပါရမီဆိုတာပါရဆိုတာနိဗ္ဗာန်တည်းဟူသောတစ်ဖက်ကံခန္ဓာကဒုက္ခတည်းဟူသောဒီဘက်ကံနိဗ္ဗာန်ကပါရဟိုဘက်ကံအဲ့ဒီဟိုဘက်ကံကိုရောက်စေတတ်တဲ့အလုပ်တွေကိုပါရမီလို့ခေါ်တာဟုတ်ပုံညာဆိုတာဖြူစင်တန်ရှင်းတဲ့အလုပ်တံပါရဆိုတာအဆောက်အအုံကြီးကိုပြောတာပါရမီပုံညာတံပါရနိဗ္ဗာန်ချမ်းသာကိုရစေတတ်တဲ့ဖြူစင်တန်ရှင်းတဲ့ကောင်းမှုအဆောက်အအုံကြီးအဲ့ဒီတစ်ခုသောတရားဟာမပြတ်ဘူးမပြတ်ဘူးဆိုတာလေးလည်းနည်းနည်းနားလည်ဖို့လိုတယ်ဘယ်ကုသိုလ်စေတနာပဲဖြစ်ဖြစ်ဘယ်အကုသိုလ်စေတနာပဲဖြစ်ဖြစ်ပြီးရင်တော့ဆောက်ပြတ်တာတော့ဘာလို့ရည်ရွယ်ပြီးတော့မပြတ်ဘူးလို့ပြောတာတော့နောင်မှာသူကစွန့်အတ္တိသဘောမျိုးလေးကြံတယ်ဒါလေးကပြောရတာအရင်ခက်ခက်နဲ့နဲ့တယ်ဆိုကြပါစို့ကိုကနိဗ္ဗာန်ချမ်းသာကိုတောင့်တပြီးတော့ကောင်းမှုတစ်ခုပြုတယ်ဆိုရင်အဲ့ဒီကောင်းမှုလေးကနိဗ္ဗာန်ချမ်းသာရအောင်ကိုအများကြီးတွန်းအားပေးလိုက်သူပြတ်သွားတာတော့မှန်တယ်အဲ့ဒီတွန်းအားကြံတယ်လို့တင်စားပြောခြင်းတယ်ဘ
ဘုန်းဘုန်းတို့ကကုသိုလ်ကောင်းမှုတွေကိုတော့ပြုတယ်ဒါပေမဲ့နိဗ္ဗာန်ချမ်းသာကိုမတောင့်တတတ်ဘူးဆိုကြပါစို့အဲ့ဒီကုသိုလ်ဟာကောင်းမှုဖြစ်တဲ့အတွက်ကြောင့်ကောင်းကျိုးကိုပေးမယ်လူအဖြစ်နတ်ဖြစ်မြမအဖြစ်ကိုပေးမယ်မပေးဘူးမဟုတ်ပေးမယ်သို့တော့ तू ပေးတဲ့အရာကဘာမျိုးလဲဆိုတော့အနိစ္စမျိုးဖြစ်တယ်ကောင်းမှုကလည်းပြုတော့မှပြည့်ရတယ်အကျိုးရလက်ကလည်းနတ်ပြည်မှာကိုင်နေပြီးပြီဆိုတော့လည်းပြီးသွားရောအကျိုးရလက်ကလည်းအနိစ္စမျိုးဖြစ်လို့ပြည့်ရတယ်ဘာဖတ်တယ်နော်ဘာမှဖတ်မတင်နိဗ္ဗာန်ကိုရည်ရွယ်ပြီးတော့ပြုတဲ့ကုသိုလ်ကြတော့အဲ့လိုမဟုတ်ဘူးကုသိုလ်ကတော့ပြုတဲ့ခဏမှာပြည့်ရတယ်ဒါပေမဲ့ तू ကဒီဟာအတွက်ဒီဟာကိုဘာရဖို့အတွက် तू ကရည်ရွယ်ပြီးတော့ပြုတာလေနိဗ္ဗာန်ကိုရဖို့တဲ့ရည်ရွယ်ပြီးတော့ပြုတာတော့ဒီကောင်းမှုကြောင့်ရမဲ့ဒါတင်စားပြောတာပါနိဗ္ဗာန်ဆိုတာအကျိုးရလဒ်တစ်ခုလည်းမဟုတ်ဘူးသို့တော့နိဗ္ဗာန်ချမ်းသာကိုရစေတတ်တဲ့မဲ့ဉဏ်ဖို့ဉဏ်ကိုပြုလိုက်တဲ့ကောင်းမှုကအဲ့ဒီမဲ့ဉဏ်ဖို့ဉဏ်ကိုရစေမယ်ဆိုရင်ကိုကနိဗ္ဗာန်ကိုမျက်မှောက်ပြုရမယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုပြီးနိဗ္ဗာန်ဆိုတာကဘာတော့နိစ္စမျိုးအနိစ္စမျိုးမဟုတ်ဘူး तू ကအမြဲတမ်းရှိတဲ့အရှိတရားနားလည်ဖို့ခက်တဲ့စကားလုံးတွေပြောနေတာဘုန်းကြီးကဟုတ်လားအဲ့ဒါကိုမလို့ तू ကတင်စားပြီးတော့ပြောတာဒီကုသိုလ်နိဗ္ဗာန်ကိုရည်ရွယ်ပြီးတော့ပြုတဲ့ကုသိုလ်တစ်ခုဟာဘယ်တော့မှမပြတ်ဘူးလို့ပြောတာနိဗ္ဗာန်ကိုမရည်ရွယ်တဲ့ကျန်တဲ့ရည်ရွယ်ချက်တွေနဲ့လုပ်တဲ့ကုသိုလ်ကတော့ပြတ်မှာနော်ပြုစဲမှာကုသိုလ်ကလည်းပြတ်ရတယ်အကျိုးရလက်ကလည်းအနိစ္စမျိုးဖြစ်တဲ့အတွက်ကြောင့်အကျိုးပြီးတာနဲ့ပြတ်တယ်ကျွတ်တော်အဲ့ဒီနီးနဲ့လာခဲ့တာတန်တရားလုံးဒါကြောင့်မပျက်စီးတတ်တဲ့အရာလေးကိုရစေမဲ့ကောင်းမှုလေးဖြစ်အောင်လုပ်ရမယ်အဲ့ဒါကိုပြောတာ